Hello ဒီနေ့ကတော့ပစုံလေးကိုရခိုင်ချက်ပုံစံလေးပေါ့နော်မြို့ကြီးစိမ်းနဲ့ဆက်ဆက်လေးချက်ကြပါတယ်စီကိုတဲ့ကလေးကိုအရင်ဆုံးချက်တော့အမြင်ရဲ့အဖြူနဲ့မြို့ကြီးစိမ်းထောင်းထားတာလေးထည့်ပြီးတော့စီတက်လိုက်တယ်ပေါ့နော်အနက်မွေးသွားအောင်စီတက်လိုက်တယ်ပြီးရနဲ့အယောင်တင်မုံတို့အချုံမုံတို့ပေါ့နော်အရသာမုံကတော့စိတ်ကြိုက်ထည့်လေးရပါတယ်အရသာမုံထည့်ပြီးတော့ကျွတ်နေအောင်ပေါ့နော်ထည့်မွေလိုက်တယ်ပေါ့နော်ရပြီဆိုလို့ရှိရင်ပဇွန်လေးတွေပေါ့နော်ကင်ရလေးထည့်လိုက်တယ်ပဇွန်ထည့်ပြီးတော့ပြီးရနဲ့ပဇွန်လေးပေါ့နော်နည်းနည်းလုံးလို့အစင်ပြေသွားပြီနည်းနည်း6သွားပြီဆိုလို့ရှိရင်6အောင်ထည့်လိုက်တယ်နော်ပဇွန်6နေအောင်နှိပ်ပေးလိုက်ပါတယ်ပဇွန်6ပြီးတော့နည်းနည်းအနက်လေးမွေးလာပြီဆိုလို့ရှိရင်ငပိစိမ်းသားပေါ့နော်ငပိစိမ်းသားအရေးပြောတာလေးကိုထည့်ပေးပါမယ်ငပိစိမ်းသားအရေးပြောတာထည့်ပြီးတော့ရေလေးနည်းနည်းထည့်လိုက်မယ်ပေါ့နော်ရေထည့်ပေးရမယ်နည်းနည်းပင်နဲ့ပင်ရှမ်းနည်းနည်းပေါ့နော်အဲ့ဒါလေးနည်းနည်းရှမ်းနည်းနည်းလေးထည့်ပြီးတော့မှုလိုက်တယ်မြို့တီးနဲ့စိမ်းနံလေးတော်တော်မှုပြီးတော့ပေါ့နော်စားအနက်တော်စားကျင်ဆိုဆွဲဆောင်တယ်ပေါ့နော်အဲ့ပြီးတော့အိမ်မှာရှိတဲ့ဘူးသီးတွေဖယုံသီးရဲ့ပဲသီးရဲ့ပေါ့နော်ပဲဟင်းနဲ့တစ်ခွက်ချက်လိုက်ပါတယ်အလွယ်ချက်လိုက်တယ်ပေါ့နော်ချက်ပြီးရတယ်မြို့သီးစိမ်းကြော်လေးနဲ့စားမယ်အရန်ကိုမြင်ရဲ့ဟင်းတစ်ခွက်ပါ